မင်္ဂလာပါရှင်။မနက်ဖြန်မေလ31ရက်နေ့အတွက်မြန်မာနဲ့ထိုင်းနိုင်ငံတို့ကထူးခြားမိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးပါမယ်။ပထမဆုံးအနေနဲ့မြင်းကလင်းသတင်းကိုတင်ဆက်ပေးပါမယ်။2026ခုနှစ်မေလ30ရက်နေ့မြန်မာစံတော်ချိန်ညနေ4:36မိနစ်ခန့်မှာမြန်မာပြည်တွင်မင်းကင်းမြို့ရဲ့တောင်အနောက်တောင်ဘက်29မိုင်ခန့်အကွာအနက်46မိုင်ခန့်ကိုဗဟိုပြုပြီးအင်အား3.8 Richter scale ရှိတဲ့အင်အားအနည်းငယ်ရှိမြင်းကလင်းတစ်ခုလှုပ်ခတ်သွားခဲ့တယ်လို့မိုးစလာကထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးမေလ31ရက်နေ့မနက်အထိမိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးပါမယ်။မနက်ဖြန်မေလ31ရက်နေ့မနက်အထိကရဏီကယားပြည်နယ်မှာနေရာကျကျနေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းနယ်ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာသွန်းနိုင်ပြီးရွာရန်ရှားနှုန်းပြည့်ဖြစ်ပါတယ်။ရန်ကုန်တိုင်းပဲခူးတိုင်းမကွေးတိုင်းအေရဝတီတိုင်းကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ကရဏီကယားပြည်နယ်ကလွဲပြီးကြံတိုင်းနယ်ပြည်နယ်တို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်တွေရွေးရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပစ်တာလျှက်စီးလက်တာနဲ့မိုးသီးကျွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့မိုးစလာကအကြံပြုထားပါတယ်။မြဝကျွန်းမော်တမခွေမွန်တနင်္သာရီကံရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတည်းမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းအသင့်အတင်းကနေလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကျစဉ်ရေပြင်းမြေပြင်းလေဟာတနအီကို25မိုင်ကနေမိုင်30အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်က9ပေကနေ9ပေခန့်အထိရှိနိုင်ပါတယ်။ကျန်မြမပင်လယ်ပြင်မှာတော့လှိုင်းအသင့်နဲ့ရှိမှဖြစ်ပြီးလှိုင်းမြင့်ကရခိုင်ကမ်းရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေကနေ10ပေခန့်အထိရှိနိုင်ပါတယ်။နောက်2ရက်အတွင်းစကိုင်းတိုင်းထပ်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာမိုးပို့လာနိုင်မှာဖြစ်ပါတယ်။ဒါအပြင်မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကလည်းလေဖျားနဲ့ရေဝင်တွေပုံမစူးစီးလာပြီးမုတ်တုံမြောင်နဲ့မြောက်ဘက်ကိုဆုတ်တက်လာတာကြောင့်မေလ30ရက်နေ့ညနေပိုင်းကနေမေလ31ရက်နေ့အတွင်းမွန်ပြည်နယ်၊ကရင်ပြည်နယ်၊ကရင်နီကယားပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာမိုးသေးထန်စွာရွာသွန်းတာနေရာကွက်ပြီးထစ်ချုံတာလျှက်စီးလက်တာတွေအဆက်မပြတ်ဖြစ်ပေါ်နိုင်တယ်လို့သတိပေးထားပါတယ်။ရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာတော့ဘင်္ဂလားပင်လယ်အော်ဘက်ကလေဖျားနဲ့ရေဝင်ရဲ့အရှိန်နဲ့မုတ်တုံးလေအကောင်မိုးတို့ကြောင့်နေရာဆက်စိတ်ကနေနေရာအနှံ့ပြားမိုးသက်လေပြင်းတွေကြာရောက်နိုင်ပြီးကံရန်တလျှောက်မှာရုတ်တရက်လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ်။နေပြည်တော်မန္တလေးတိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းတို့မှာတော့တိမ်အသင့်တင်ကနေထူထပ်နိုင်ပြီးညနေပိုင်းနဲ့ညပိုင်းတွေမှာဒေသအလိုက်နဲ့မိုးတိမ်တောင်တွေဖြစ်ထွန်းကနေရာကွက်ကြားကနေနေရာစိတ်စိတ်မိုးထစ်ချုံရွာသွန်းနိုင်ကရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာတော့ထိုင်းနိုင်ငံဘက်ကလေဖျားနဲ့ရေဝင်ရဲ့အရှိန်ကြောင့်အနီးကပ်တိမ်တိုက်တွေပုံမဖြစ်ထွန်းလာနိုင်ပြီးမိုးကြိုးပစ်တာနဲ့လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်လို့အထူးသတိပြုဖို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်။လက်ရှိအချိန်မှာကုန်းတွင်းပိုင်းလေဖျားနဲ့စနစ်တွေပုံမသိသိအားကောင်းလာတာကိုတွေ့ရတာကြောင့်မိုးဦးကာလရုတ်တရက်မိုးသေးထန်မှုအန္တရာယ်ပုံမမြင့်မားလာနိုင်တဲ့အတွက်တနင်္သာရီတိုင်းမွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာရှိတဲ့တောင်ကြားချောင်းတွေနဲ့နီးစပ်တဲ့ဒေသတွေအနေနဲ့စက်တိုက်မိုးရွာသွန်းမှုကြောင့်တောင်ကြားချောင်းရည်ပြင်းထန်စွာကျဆင်းတာနဲ့မြေပြိုတဲ့ဘေးရန်တွေကိုမေလ30ရက်နေ့ညပိုင်းကနေစပြီးအထူးသတိထားနေထိုင်ကြဖို့ဦးဝင်းနိုင်ကသတိပေးထားပါတယ်။နောက်ဆုံးအနေနဲ့ထိုင်းနိုင်ငံဘက်ကမိုးလေဝသအခြေအနေကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံတဝက်မှာမိုးအင်မတန်သဲထန်စွာရွာသွန်းပြီးလျှက်တပြက်ရေကြီးတာနဲ့တောင်ကြားချောင်းရည်ရှမ်းတဲ့အန်ဒီရတွေကိုအထူးသတိပြုကြဖို့ထိုင်းမိုးလေဝသဌာနကအရေးပေါ်သတိပေးချက်ထုတ်ပြန်ထားပါတယ်။မနက်ဖြန်မေလ31ရက်နေ့ညနေ6နာရီအချိန်ထိထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွေဖြစ်တဲ့မဲဟောင်ဆောင်၊ချင်းမိုင်၊လမ်ဖွန်၊လမ်ပန်းနဲ့တက်ခရိုင်အပါအဝင်ခရိုင်7ခုမှာနေရာအနှံ့ပြားမိုးသေးထန်နိုင်တယ်လို့အချို့နေရာတွေမှာမိုးအင်မတန်ကြီးနိုင်တဲ့အခြေအနေရှိနေတယ်လို့သိရပါတယ်။နေ့ပူချိန်ကတော့32ဒီဂရီစင်တီဂရိတ်ကနေ36ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပါတယ်။တောင်ပိုင်းကအနောက်ဘက်ကမ်းရန်ဒေသတွေဖြစ်တဲ့ရနောင်းဖန်ကဖူခက်ခရာဘီနဲ့ထရန်ခရိုင်တွေမှာလည်းမိုးအင်မတန်သဲထန်နိုင်လို့ညနေပိုင်းနေထိုင်သူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်ပြင်ဆင်ထားကြဖို့လိုအပ်ပါမယ်။အရှေ့မြောက်ပိုင်းအလဲပိုင်းနဲ့ဘန်ကောက်မြို့တို့မှာလည်းနေရာကွက်ကြားမိုးကြီးနိုင်ပြီးအမြင့်ဆုံးပူချိန်36ဒီဂရီစင်တီဂရိတ်ကနေ38ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပါတယ်။အထူးသဖြင့်ဘန်ကောက်မြို့မှာတော့နေ့လယ်ပိုင်းကနေညနေပိုင်းအတွင်းမိုးသဲထန်စွာရွာသွန်းနိုင်ပါတယ်။
ဒါကြောင့်မြန်မာနဲ့ထိုင်းနှစ်နိုင်ငံစလုံးမှာနေထိုင်ကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့မိုးသက်လေပြင်းကြားနေစမှာတပ်ပင်ကြီးတွေခိုင်ခံမှုမရှိတဲ့ဆိုင်းမုတ်တွေအနားမှာမနေထိုင်ကြဖို့နဲ့မိုးအင်မတန်သဲထန်ပြီးနောက်မှာလျှက်ရတဲ့ရေကြီးရေရှမ်းမှုတွေကိုလည်းအထူးဂရုပြုဖို့လိုအပ်ပါမယ်ရှင်။မြန်မာနိုင်ငံသူနိုင်ငံသားအလုံးကိုစိတ်နှပြကျန်းမာချမ်းသာပြီးတဘာဝဘေးစပေးအပါဝင်ဘေးပေါင်းကကင်ဝေးကြပါစေရှင်။